မင်္ဂလာပါမျိုးတို့ရေဒီနေ့တနင်္လာနေ့တရက်နေ့မှာတနင်္လာအဖွင့်နေ့မှာ90ခုနှစ်ဆိုပြီးတော့နော်90ခုနှစ်ဆိုပြီးတော့ကိုဗရိတ်ပရိတ်ဒူတရက်ထဲကျသွားတဲ့မူလေးမှာနော်ဆရာလေးပြင်းညက်နဲ့ဆရာဟာရီကိန်းတို့ရဲ့အကောင်းဆုံးမူလေးတစ်ခုကိုအမျိုးတွေကိုချပြပေးမယ်ဒီမူလေးကဆရာလေးပြင်းညက်တို့ဆရာဟာရီကိန်းတို့ခေတ်ကနေယနေ့ချိန်ထိနော်မဖောက်သေးတဲ့မူဖြစ်တယ်တောက်လျှောက်ပေးနေတဲ့မူဖြစ်တယ်အဲဒီကျတော့ဘလို့ကဏ္ဍမျိုးတွေကိုထိုးရမလဲဆိုတာကိုအမျိုးတို့လိုက်ကြည့်ထားမယ်နော်ဒါလောလောဆယ်2လ3လအတွင်းမှာရှိနေတဲ့မူလေးတွေကိုပဲကျွန်တော်ချပြပေးမယ်နော်ရှေ့ရဟာရောဆိုရင်ဗီဒီယိုရှင်းသွားမှာဆိုတော့နော်အဲကြတော့ဒီမှာကျွန်တော်လောလောဆယ်ရှာထားတဲ့မူမှာဒီမှာညမနဲ့ပရိတ်တူတယ်နော်ညမနဲ့ပရိတ်တူခဲ့လို့ရှိရင်နော်ဒီပိုင်းဆရာဟာဒီကိန်းကိုယ်တိုင်ပြောထားခဲ့တယ်ဒီပိုင်းနော်ဒီပိုင်းဒီပရိတ်နောက်ကလိုက်ထွက်ပါတယ်နော်2ရက်အတွင်းလို့ပြောပါတယ်2ရက်အတွင်းဒီပိုင်းသို့မဟုတ်ဒီပရိတ်လိုက်ထွက်တယ်အကယ်၍ဒီပိုင်းသို့မဟုတ်ဒီပရိတ်မထွက်ခဲ့လို့ရှိရင်နော်1638ဘိုင်း1638ဒီကေနော်ဒါတေချာပေါက်အချုပ်နော်ဒါ1638ဘိုင်း1638 break ကတော့3ရက်အတွင်းတက်ဘိုင်းတော့မဟုတ်တက် break က2ရက်အတွင်းမှာနော်ကျွန်တော်ချပြပေးမယ်အဲ့ကြတော့ကျွန်တော်တို့ဒီမှာ4 break ညမနဲ့ကြာသွားတယ်တက်ဘိုင်းကြာသလားကြည့်မယ်တက်ဘိုင်းကြာသွားတယ်နော်17 break ကြာသလားမကြာခဲ့ဘူးတက်ဘိုင်းကြာတယ်တက်ဘိုင်းတော့မဟုတ်17 break ကြာတယ်နောက်တစ်ခါကျွန်တော်တို့ခွန် break ညမနဲ့ကြာတယ်နော်တက်ဘိုင်းတော့မဟုတ်17 break ကြာသလားမကြာဘူးတက်ဘိုင်းကြာတယ်နော်တက်ဘိုင်းတော့လျှောက်ကြာခဲ့တယ်နော်နောက်တစ်ခါအဲ့အောက်မှာပဲ6 break ဒီရဲထဲကြာတယ်တက်ဘိုင်းတော့မဟုတ်17 break ကြာသလားမကြာဘူးဟုတ်ပြီမကြာလို့ရှိရင်သူ့နောက်မှာဂဲပေါက်ရှိတယ်ဒီ3ရက်အတွင်းကိုဂဲပေါက်ရှိတယ်နော်ဂဲပေါက်ထိုးရမယ်ကဏ္ဍရှိတယ်နော်ကျွန်တော်ဆက်ပြပေးမယ်ခုလောဆယ်ကျွန်တော်တို့တက်ဘိုင်းတော့မဟုတ်တက် break ကိုလိုက်ရှာမယ်ခွန် break ညမနဲ့ကြာတယ်တက်ဘိုင်းတော့မဟုတ်17 break 2ရက်အတွင်းတောက်လျှောက်ကြတယ်တက်ဘိုင်းနော်ဒီမှာသူ့အောက်မှာလဲ4 break ညမနဲ့ကြာတယ်တက်ဘိုင်းကြာလားမကြာဘူး17 break ကြာလားမကြာဘူးမကြာခဲ့လို့ရှိရင်ဒီ3ရက်အတွင်းမှာဘာထိုးရမလဲဆိုတာနော်ချုပ်ကွက်ပါတယ်ပြပေးမယ်ပြကြတော့နော်3 break နော်ဒီရဲထဲကြာတယ်ပရိတ်တူကြာတယ်တက်ဘိုင်းတော့မဟုတ်17 break 9ဆိုတော့17 break ကြာသွားတယ်နော်နောက်တစ်ခါကျွန်တော်တို့3 break ညမနဲ့ကြာတယ်တက်ဘိုင်းကြာလားကြာတယ်17 break လည်းဖြစ်တယ်တက်ဘိုင်းလည်းဖြစ်တယ်နော်10ဆိုပြီးတော့ညမနဲ့တောင်ကြာသွားတယ်10ဆိုပြီးတော့တက် break ညမနဲ့တစ်ခါကြာပြန်တယ်မတက်ဘိုင်းကြာလားမကြာဘူး17 break ကြာလား2ရက်အတွင်းမကြာဘူး3ရက်မြောက်မှလာကြတယ်နော်အဲ့ဒါကဘာကြောင့်လဲအောက်မှာလည်းတစ်ခါပရိတ်တူပရိတ်တရက်ထဲချသွားတယ်2ရက်အတွင်းတက် break ချသွားတယ်နော်
အဲ့မှာပဲတစ်ပရိတ်ဆိုပြီးတော့တခါညမနဲ့ပရိတ်တူချသွားပြန်တယ်အဲ့မှာတစ်ပိုင်ကျသွားပြန်တယ်နော်ဟုတ်ပြီတခါကျွန်တော်တို့ကြားထဲမှာမရှိတော့နော်ပရိတ်တူပရိတ်မရှိဘူးဒီနေ့90ခုနှစ်ဆိုတဲ့ပရိတ်တူပရိတ်ရှိုက်သွားပြီအဲ့ကျတော့ကျွန်တော်တို့ဒီ2ရက်အတွင်းမှာတစ်ပိုင်သို့မဟုတ်တစ်စတဲ့ပရိတ်ရမယ်အကယ်၍မကြခဲ့ရင်ဘာထိုးရမလဲအဲ့ကျတော့တစ်ပိုင်တစ်စတဲ့ပရိတ်ကိုလိုက်မလားဒီကြပေါက်ကျန်တဲ့ဟာကိုလိုက်မလားကျွန်တော်တို့ကြည့်မယ်နော်ဆရာဟာရီကိန်းမှာသွားတဲ့ကဏ္ဍက1638ပါတယ်1638ပါတယ်တဲ့နော်1638ဘိုင်း1638 BK ကဏ္ဍကွက်တွေကများတာကွာဆိုပြီးတော့မကြီးပါနဲ့နော်ဒီထဲမှာပေါက်တီးရတေချာပေါက်3ရက်အတွင်းမှာပေါက်တီးတေချာပေါက်ပါနေတယ်တစ်ခွက်ကနေ2ခွက်အဲ့မှာကိုကမိမိကညာရှိသလိုရွေးချယ်ပြီးတော့ထိုးလို့ရအောင်လို့ကျွန်တော်ပြတာပေးခြင်းဖြစ်ပါတယ်ပြန်လဲမျှဝေခြင်းပြန်လဲ share လုပ်ခြင်းဖြစ်ပါတယ်နော်အဲ့ဒါတော့1638ပါတယ်1638 break ကြာမကြာ live ပြန်စစ်မယ်အဲ့ဒီကြတော့ဒီမှာကျွန်တော်တို့4 break 1638ပါတယ်1638 break ကဒီမှာ33ဆိုပြီးတော့တောက်လျှောက်ကြာသွားတယ်နော်ခွန်တက်ဆိုပြီးတော့တစ်ပါတယ်10 break ကြာသွားတယ်နော်နှစ်ခွက်တောင်ကြာသွားတယ်ပထမဆိုင်မှာနော်နောက်တစ်ခါကျွန်တော်တို့ခွန်ဘရိတ်ကြာတယ်1638ပါတယ်1638 break နော်ဒီမှာ1ရက်2ရက်မကြာဘူး3ရက်မြောက်မှာတင်5ဆိုပြီးတော့6 break ကြာတယ်3ဘူးဆိုပြီးတော့6 break ကြာသွားတယ်1638ပါတော့1638 break နော်3ရက်အတွင်းမှာတေချာပေါက်ကြာတယ်နော်အမှ6 break ညမနဲ့ကြာတယ်နော်1638ပါတော့1638 break 26 10 break ကြာသွားပြီနော်2ရက်မြောက်မှာ80 10 break ကြာသွားပြီနော်နှစ်ကွက်တောင်ချပေးသွားတယ်နောက်တစ်ခါကျွန်တော်တို့ခွန်ဘရိတ်ချသွားတယ်1638ပါတော့1638 break ကြာလာဟော3ရက်မြောက်မှာ60ဆိုပြီးတော့ကြာသွားပါတယ်နော်1638ပါတော့1638 break နော်နောက်တစ်ခါကျွန်တော်တို့3ည break ဒီအထက်ချသွားပြန်တယ်1638ပါတော့1638 break 58ဆိုပြီးတော့3ရက်မြောက်မှာကြာတယ်26ဆိုပြီးတော့နော်6ချိန်မြောက်မှာလာချတယ်တနေ့ကုန်နော်မြင်လားနောက်တစ်ခါကျွန်တော်တို့3 break ဒီအထက်ချတယ်1638ပါတော့1638 break နော်6နဲ့10ကြာသွားတယ်နော်10ဆိုတဲ့ break 2မှာလဲတခါ1638ပါတော့1638 56ကြာတာပဲနော်တခါခွန်5 break 2 break လိုက်တယ်56ခွန်1နှစ်တောက်လျှောက်ဆွဲသွားတယ်နော်အဲ့မှာကျွန်တော်တို့ဒီမှာလဲတရားထဲနဲ့ break 2 break ချသွားတာကစိတ်တဲ့နေရာမှာကျွန်တော်တို့ဂျားထဲမှာတော့နည်းနည်းလေးဟသွားနိုင်တာပေါ့ဒါပေမဲ့ဒေချာပေါက်ဒီကနန်းကြီးဟာပြန်ကျတယ်နော်အဲ့ကြတော့အခုဒီမှာကိုဘရိတ်ဆိုပြီးကျတယ်ကျွန်တော်တို့1638ပါတော့1638 break ကဒေချာပေါက်ကြာကိုကြာရမယ်ကနန်းကြီးဖြစ်ပါတယ်နော်အမျိုးတွေနော်စခွင်လျှော်လေးရိုက်ထားပါ1638ပါတယ်1638 break 3ရက်အတွင်းကြာကိုကြာရမယ်မျိုးတို့ကြီးညံသုံးပြီးတော့ထိုးကြပြီတော့